မိတ်ဆွေများအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်အခုလောလောဆယ်ကျွန်တော်ရဲ့သားသမီးဆရာရွှေပြည်ဟိန်းဆရာမတန်တန်ဆိုမိသားစုတွေရဲ့နေမင်္ဂလာကိုရောက်ရှိနေတာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ရဲ့သားသမီးဆရာရွှေပြည်ဟိန်းဆရာမတန်တန်ဆိုမိသားစုတို့မှာကျွန်တော်တို့မွန်ပြည်နယ်မှုတို့မျိုးအဖဆရာကြီးဦးသိန်းစောထောင်းမိဆရာမကြီးဒေါ်နီနီခိုင်တို့ဤနေမင်္ဂလာမှာကျင်းပပြုလုပ်မှာဖြစ်သောရွှေကျော်ခိုင်းတော်ပူဇော်ပွဲ28ရက်29ရက်30ရက်3လ2026နှစ်စဉ်ကျင်းပများဖြစ်သောရွှေကျော်ခိုင်းတော်ပူဇော်ပွဲအတွက်ပူဇော်ပွဲဝတ္ထုငွေကြေးများအားစုဖောက်ပြီးတော့လှူဒါန်းမှာဖြစ်ပါတယ်ခင်ဗျာဒါကတော့ကျွန်တော်သားသမီးဆရာရွှေပြည်ဟိန်းဆရာမတန်တန်ဆိုဖြစ်ပါတယ်ခင်ဗျာစုဖောက်ပြီးတော့လှူဒါန်းမှာဖြစ်ပါတယ်ခင်ဗျာဆရာရွှေပြည်ဟိန်းဆရာမတန်တန်ဆိုမိသားစုတို့မှာ28ရက်29ရက်30ရက်3လ2026မွန်ပြည်နယ်မှုတို့မျိုးရွှေကျော်ဆရာကြီးအဖဆရာကြီးဦးသိန်းစောထောင်းမိဆရာမကြီးဒေါ်နီနီခိုင်တို့ဤနေမင်္ဂလာမှာကျင်းပပြုလုပ်မည်ဖြစ်သောရွှေကျော်ခိုင်းတော်ပူဇော်ပွဲနှစ်စဉ်ကျင်းပမြဲခိုင်းတော်ပူဇော်ပွဲအတွက်ပူဇော်ငွေများဝတ္ထုငွေကြေးများလှူဒါန်းတာဖြစ်ပါတယ်ခင်ဗျာဒါကတော့ကျွန်တော်သားသမီးဆရာရွှေပြည်ဟိန်းဆရာမတန်တန်ဆိုဤနေအိမ်မင်္ဂလာဖះเจ้าဆောင်ဖြစ်ပါတယ်ခင်ဗျာယခုကဲ့သို့လှူဒါန်းသောအကျိုးအကြောင်းကာယကံရှင်မိသားစုတို့သည်စီးပွားရေးလူမှုရေးကျန်းမာရေးဘာသာရေးတိုးတက်ကောင်းမွန်ပြီးသည့်တကာလမရှိဟုသောစကားမှတ်လဟုသောစကားမဝဟုသောစကားဘယ်သောအခါမှမကြားမသိရပဲစီးပွားဥစ္စာဒီအေလာတိုးတက်ပြီးသည့်တကာလရရှိပြီးသောစီးစဉ်ဥစ္စာယရနာများလည်းအကျေအခဲတည်နေပြီးသည့်တကာခိုင်းတော်ဘောပါရမီဖြည့်ဆည်းနိုင်၍သာသနာပြုနိုင်သောပုဂ္ဂိုလ်တို့ပုဂ္ဂိုလ်များများမိသားစုများဖြစ်နိုင်ကြပါစေကျွန်တော်ရဲ့မိတ်ဆွေများအားလုံးဘေးရန်ယောဂကင်းစင်ကွာ၍ကိုယ်စိတ်နှဖျားကျမ်းမာချမ်းသာတော်မူနိုင်ကြပါစေကြောင်းလဲဆုတောင်းမေတ္တာများပို့သပေးရပါတယ်ခင်ဗျာကျွန်တော်ကတော့မွန်ပြည်နယ်မှုတော်မြို့ရွှေကျော်ဆရာကြီးအဖဆရာကြီးဦးသိန်းစောထွန်းဤသားတပည့်ရွှေကျော်ဆရာဦးကိုစန်းပညာသင်မဟိတိစံမန္တလေးမြို့ကဖြစ်ပါတယ်ခင်ဗျာပူဇော်ပွဲကိုလာရောက်နိုင်ကြသောမိတ်ဆွေများလာနိုင်ကြပါရင်ကျွန်တော်အနေနဲ့ဖိတ်ကြားအပ်ပါတယ်ခင်ဗျာ